မင်္ဂလာပါရှင်။ Dagon Language Center မှာသင်တန်းတက်ရောက်နေသောသင်တန်းသူသင်တန်းသားများထဲမှာအသက်20ကျော်လုပ်ငန်းခွင်တွင်ဝင်ရောက်လုပ်ကိုင်နေပြီဖြစ်သောသင်တန်းသားတစ်ဦးနှင့်သူ writing အတန်းများကိုတက်ရောက်ဖြစ်ခဲ့ပုံများရဲ့အမေးဖြေလေးတွေကိုနားထောင်ရမှာဖြစ်ပါတယ်။မင်္ဂလာပါခွန်။ ဟုတ်ကဲ့မင်္ဂလာပါကျဲပထမဆုံးအနေနဲ့ Dagon Language Center ကိုဘယ်တော့စတင်တက်ရောက်ခဲ့တာပါလဲ။ ဟုတ်ကဲ့ကျွန်တော်ကတော့ဒီ Language Center ကိုကျွန်တော်2025ဇွန်လကနေစပြီးမှတက်ရောက်ခဲ့တာဖြစ်ပါတယ်။ပြန်ပါ။ဘယ်တန်းတွေတက်ရောက်ပြီးသွားပါပြီလဲ။ ဟုတ်ကဲ့ကျွန်တော်ကတော့novice 1 2 and ပြီးတော့ IELTS text 1 text 2နဲ့ကိုကျွန်တော်တက်ရောက်ပြီးသွားပြီဖြစ်ပါတယ်ဟုတ်ကဲ့ပါဟုတ်ခွန်ကအင်္ဂလိပ်စာအခြေခံရှိပြီးသားဖြစ်ပေမဲ့ပေါ့နော်ဒီ writing အတန်းတွေကို6လ10လလောက်အချိန်ပြချပြီးတော့ဘာဖြစ်လို့လေ့လာဖြစ်တာပါလဲဟုတ်ကဲ့ပါကျဲကျွန်တော်ကပေါ့နော်ဒီ writing ကိုမဖြစ်လို့အချိန်ပေးမှလေ့လာဖြစ်ရတဲ့အကြောင်းအရာဆိုရင်ကျွန်တော်ကဒီ writing ဘက်မှာကျွန်တော်နည်းနည်းအားနေတာပေါ့နော်အရင်တော့ဆိုရင်တော့ကျွန်တော်တို့ဒီကျောင်းတွေမှာကျောင်းတက်ခဲ့တာဆိုပေမဲ့လည်းဒီတိုင်းကျွန်တော်က writing ကိုဒီတိုင်းလက်တမ်းပဲရေးခဲ့တာပေါ့နော်မားတယ်မှန်တယ်ဆိုတော့ကျွန်တော်မရှိဘဲနဲ့ရေးခဲ့တာဒါပေမဲ့အခုဒီ writing ရေးတဲ့အခါမှာကိုယ့်ကိုပြန်မဆန်းစစ်တာကိုကပြန်မမားနေတယ်ပြန်မမှန်တယ်ဆိုတော့ကျွန်တော်ပြန်ပြီးမှတိလာတဲ့နောက်ပိုင်းမှာတော့ writing တန်းကိုကျွန်တော်တတ်မှဖြစ်တော့မယ်ဆိုတဲ့စိတ်ကိုထားပြီးမှကျွန်တော်ဆရာတယောက်ကကျွန်တော်ညွှန်ပြပါပေါ့နော်ဒီDagon Language Center ကောင်းတဲ့ writing ကိုကအဓိကအာယုံဆိုင်မှတင်ပေးတယ်ပေါ့နော် focus ထားမှတင်ပေးတယ်ဆိုတဲ့အတွက်ကြောင့်မို့ကျွန်တော် join ဖြစ်တာဖြစ်တယ်ပြီးလို့ရှိရင်ဒီရေးတဲ့အခါမှာကျွန်တော်တွေးတာနဲ့တော့ရေးတတ်တယ်ဒါပေမဲ့တစ်ခါဒီမှာဒီ idea ကောင်းကောင်းကိုကျွန်တော်ဘယ်မှရေးတတ်ချင်တာပေါ့နော်အဲကြောင့်မို့ကျွန်တော်အချိန်ပေးမှလေးလာဖြစ်တာဖြစ်ပါတယ်လို့ဟုတ်ကဲ့ဟုတ်ကဲ့ပါခွန်ကျွန်တော်ခုfocus ထားနေရကတော့ academic writing ဘိုင်းကိုသွားနေရပါတော့ဒါကြောင့်မို့ဒီ novice writing 1အတန်းကိုစပြီးတော့မတက်ရောက်ခင်ကခွန်ရဲ့အင်္ဂလိပ်စာရေးသားပုံတွေ့တော့ပုံတွေနဲ့အခု novice writing 1 2နဲ့ IELTS text 1 and 2အတန်းတွေတက်ရောက်ပြီးတော့ဘာတွေတိုးတက်လာတယ်လို့ကိုသုံးသပ်ဘူးလားဟုတ်ကဲ့ကျွန်တော်သုံးသပ်ပူးပါတယ်ကျွန်တော်ပေါ့ဒီ novice writing 1 2နဲ့ IELTS နဲ့မတက်ခင်မှာဆိုရင်ကျွန်တော်စာရေးတဲ့ပိုင်းမှာဆိုကျွန်တော်မချစ်လိဘူးပေါ့နော်ဒီတိုင်းအရန် general စာနဲ့ပြီးလို့ရှိရင်လည်းဒီတိုင်းကိုတွေးလိုက်တဲ့အတိုင်းပဲကိုရေးလိုက်တယ်ပြီးလို့ရှိရင်ဒီဟာဘယ်လောက်ဒီမှာ specific အသေးစိတ်မကြဘဲနဲ့ grammar တွေဆိုရင်လည်းကျွန်တော်မားတာလေးရှိရပေါ့နော်အခုဒီ novice writing 1မှာတက်ရောက်ပြီးရဲ့အချိန်ကစပြီးမှကျွန်တော်ဘူမှနားလည်လာတာက writing ရေးတဲ့အခါမှာ general မဆန်ရဘူး specific ရေးရမယ်ပြီးလို့ရှိရင်ရေးကြည့်တာကဒီတခုက topic sentence နဲ့ဘောနော်ဒီ main idea ကိုတခြားလေးထုတ်ဖို့မှရေးရမယ်ပြီးလို့ရှိရင်အဓိကကတော့ဒီ writing မှာ academic writing မှာရေးကြည့်တဲ့ methodology ပေါ့ဘယ် writing မှာမဆိုဒီဘယ် academic writing ဘိုင်းမှာမဆို methodology ကအဓိကဖြစ်တယ်ဆိုတော့ကျွန်တော်ဒီ novice writing 1 2ကျွန်တော်ပြီးရဲ့နောက်ပိုင်းမှာကျွန်တော်တည်လာတယ်ဒီ IELTS text 1 text 2ကျွန်တော်တက်ပြီးရဲ့နောက်မှာကျွန်တော် writing ဘက်မှာကျွန်တော်တော်လေးအားနည်းနေပါလားဆိုတော့ကျွန်တော်တည်လာတဲ့နောက်ပိုင်းမှာကျွန်တော်ဆက်ပြီးမှဒီလေ့လာမှုတွေကျွန်တော်လုပ်ရအောင်မယ်ဆိုတော့ကိုမှ remind လုပ်ဖြစ်တယ်ပေါ့နော် test 1မှာဆိုလို့ရှိရင်ကျွန်တော်တို့ဒီ data တွေကိုကြည့်မှရေးရတာကျွန်တော်တို့အကြောင်းမှာလည်းကျွန်တော်တစ်ခါမှမတင်ဘူးကျွန်တော်တို့အခုတက္ကသိုလ်ဆိုမှလည်းတစ်ခါမှဒါမျိုးတင်ပေးတာမျိုးမရှိဘူးပေါ့နော်ပြီးတော့ဒီ state ကျောင်းတွေမှာဆိုလို့ရှိရင်လည်းဒါနဲ့ဆိုဘူးမှဝေးတာပေါ့ data ကိုဘယ်လိုဖတ်မှဘယ်လိုရေးရမယ်ဘယ်လိုစနစ်ကျရေးရမယ်ဆိုတာကိုကျွန်တော်တို့တစ်ခါမှမတင်ဘူးတော့ဒါကကျွန်တော်တို့ challenge ဖြစ်တယ်ပြီးလို့ရှိရင် text 2မှာဆိုလို့ရှိရင်တော့ကျွန်တော်တို့တွေးတောတဲ့အခါမှာဆိုလို့ရှိရင် topic တစ်ခုပေးထားတယ်အဲ့ဒီ topic ကိုလိုက်ပြီးမှကျွန်တော်အနေနဲ့ဒီသူ့ရဲ့ methodology ဘယ်လိုလိုက်ပြီးမှဘယ်လိုရေးရမယ်ဆိုတာကိုကျွန်တော်တည်သွားခဲ့ရပေါ့နော်ဒီ idea ပိုင်းတွေကိုဘယ်မှကြီးကြီးလေးလေးရေးရမယ်ဆိုတဲ့ဒီအတွေးတစ်ခုကျွန်တော်ဝင်သွားခဲ့တယ်ပေါ့ဟုတ်ကဲ့ဟုတ်ကဲ့ပါခွန်ကျေးဇူးတင်ပါတယ်ပြီးတော့ပေါ့နော်ခုနခွန်ဖြေသွားတာလဲပေါ့နော်ဒီတဒန်းမိတဒန်းပေါ့နော်တက်တဲ့အခါမှာကိုယ့်ရဲ့အရေးသားတွေကတဖြည်းဖြည်းပို့ပြီးတော့ပြင်ရမယ်အချက်လေးတွေရှိတယ်ပိုကောင်းပို့ပြီးတော့ဘယ်လိုရေးရမယ်ဆိုရဲအတွေးခေါ်ပိုင်းနေလည်းအများကြီးရလိုက်တယ်ပေါ့နော်ဟုတ်ပြီးတော့concept or self study လုပ်တဲ့အခါမှာရောအထောက်အကူပြုပါလားဟုတ်ကဲ့အထောက်အကူပြုပါတယ်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့self study လုပ်တဲ့ချိန်ကျကျွန်တော် self study လုပ်တဲ့ချိန်ကျလို့ရှိရင်ဒီ
writing ဟာဆိုရင်ပေါ့ရေးတဲ့အခါမှာကျွန်တော်ငကိုဒီမတက်ခင်ကနဲ့အခုတက်တဲ့ချိန်ကျရှင်ဒီຢာမှာဘယ်လိုမျိုးလေ့လာရမယ်ပေါ့နော်ဥပမာပြောရမယ်ဆိုရင် vocabulary ပိုင်း vocabulary ဆိုရင် word choice ပေါ့နော် choice of word body topic နဲ့လိုက်ပြီးမှဘို့မှကိုက်ညီမဲ့ vocabulary ကို choice လုပ်ရမယ်အပိုင်းတွေကိုကျွန်တော်သိလာတယ်ပြီးလို့ရှိရင်ဘယ်လိုမျိုးရေးရမယ်ဘယ်လိုမျိုးတွေးခေါ်ရမယ်ရေးတဲ့အခါမှာလည်း grammar အချာချာဘယ်လိုမျိုးရေးရမယ်တစ်ခုနဲ့တစ်ခုဘယ်လိုချိတ်ဆက်ပြီးမှရေးရမယ်ဆိုတဲ့အပိုင်းတွေပေါ့နော်ဒီဟာတွေဟာဆိုရင်ကိုယ့်ကိုယ်ကို self study လုပ်တဲ့အပိုင်းမှာဆိုတကယ်ကိုထောက်ကူဖြစ်တယ်အရင်တော့ကဆိုရင် self study လုပ်တဲ့အပိုင်းမှာဒီတိုင်းလက်တန်းမှရေးလိုက်တယ်ဒါပေမဲ့ဒါမားလားမာလားဆိုတော့ကျွန်တော်မစစ်ဘူးတခါမှရေးလိုက်တယ်ဒါပေမဲ့ပြန်ပြီးမှတခြားကျွန်တော်တို့အတိဆရာကြောက်ကိုကျွန်တော်ပြန်မှစစ်ခိုင်းတဲ့အခါမှာကျွန်တော်မှဒီအမားအယွန်းတွေဘယ်လိုများရှိနေတာကိုတွေ့ရတယ်ပေါ့ဒါကြောင့်ကျွန်တော်က writing တန်းတက်ရမယ်ဆိုတော့ကိုယ့်ကို remind ဖြစ်ပြီးမှကျွန်တော် self study လုပ်တဲ့အခါမှာလည်းဘို့မှဒီအခုတက်ပြီးသွားတဲ့အခါမှာတော့ဗောနော် self study လုပ်တဲ့အခါမှာဘို့မှထောက်ကူဖြစ်ပါတယ်လို့ ကဲပါခွန်ပေါ့နော်ဘာရီပူတင်ယူလိလာချင်တာကိုလည်းပြပြပေးပါဦးပေါ့နော်ပြီးတော့ con ကဘာကြောင့်ဒီလိုမျိုး writing တန်းကိုဆက်ပြီးတော့လေ့လာချင်တာလဲcon မှာတခြားရည်ရွယ်ချက်ကဘာရှိလဲပေါ့နော်အဲ့ဒါလေးလည်းပြပြပေးပါဦးဟုတ်ကဲ့ပါကျွန်တော်ကပေါ့နော်ဒီဆက်လက်ပြီးမှကျွန်တော်လေ့လာခြင်းတဲ့အပိုင်းကတော့ဒီ university writing ပေါ့နော်ကျွန်တော်ကအခုလက်ရှိမှာဆိုလို့ကျွန်တော်အလုပ်ပေါ့နော်အလုပ်လုပ်နေတယ်ပြီးလို့ရှိရင်ကျွန်တော်ကအခုဒီနိုင်ငံခြားuniversity မှာကျွန်တော် master ပြန်တက်ချင်တယ်ပေါ့နော်ပြန်တက်ချင်တဲ့အတွက်ကြောင့်မို့ကျွန်တော်ရဲ့ဒီ academic ပိုင်းကိုကျွန်တော်ဖြည့်ရမယ်အဲကြောင့်ကျွန်တော် university writing ရေးတဲ့အခါမှာဘယ်လိုတွေးခေါ်မှရေးရမယ်ဘယ်လို thesis တွေကိုဘယ်လိုပြီးမှစနစ်တကျဘယ်လိုရေးရမယ်ဆိုတဲ့အပိုင်းကိုကျွန်တော်ကကနနာတိတေးစီပြန်တည်ချင်တဲ့အတွက်ကြောင့်မို့ကျွန်တော်ပြန်မှလေ့လာချင်တယ်ပြီးလို့ရှိရင်ဒီဆက်လက်ပြီးမှဒီ writing ရေးတဲ့အခါမှာလည်းကျွန်တော်ပြန်ပြီးမှလေ့လာရမယ့်အပိုင်းကတော့ vocabulary ပေါ့နော် vocabulary အပိုင်းကိုဒီ writing topic နဲ့လိုက်ပြီးမှဒီ topic မှာဆိုရင်ဒီ vocabulary ရွေးရမယ်ဆိုတဲ့အပိုင်းကိုကျွန်တော်ပြန်ပြီးမှလေ့လာရမယ်ပေါ့နော်ကျွန်တော်ကဲအဲ့ဒါလေးလေ့လာချင်ပါတယ်ကဲပါခုလိုပေါ့နော်ဖြည့်ချပေးရတဲ့အတွက်လည်းခေါင်းအများကြီးကျေးဇူးတင်ပါတယ်ပြီးတော့ခေါင်းဆက်လက်ပညာသင်ယူခြင်းနဲ့ International University မှာလည်းပေါ့နော်scholarship ရပါစေလို့ Charity Language Center ကနေဆုတောင်းပေးပါတယ်ဟုတ်ကဲ့ကျေးဇူးအများကြီးတင်ပါတယ်ဒီချက်အခုလိုမျိုးကျွန်တော်ကိုရွေးချယ်ပြီးမှဒီ interview လုပ်ပေးတဲ့အတွက်ခေါ်တဲ့အတွက်ဖိတ်ကြားပေးတဲ့အတွက်ကျေးဇူးအများကြီးတင်တယ်ပြည်တဲ့ဆုနဲ့ပြပါစေချက်ဟုတ်ကဲ့ကဲပါခေါင်း